Premier League အမှတ်ပေးစရာအဆင့်1ကိုဦးဆောင်ထားတဲ့ Arsenal အသင်းဟာပြီးခဲ့တဲ့ဘက်ကတယောက်ရော့နေတဲ့ Chelsea အသင်းကိုတရသာကစားနိုင်ခဲ့တာကြောင့်ဒီတစ်ပတ် Premier League ပွဲစဉ်ကိုတော့မဖြစ်မနေအနိုင်ရဖို့လိုအပ်လာပါတယ်။ Premier League ပွဲစဉ်14ကိုဂျားရက်မှာကစားကြရမှာဖြစ်လို့ Arsenal ဟာဒီတစ်ပတ်ဗုဒ္ဓဟူးနေ့ညမှာ Brentford ကိုအိမ်ကွင်းမှာအခမ်းကစားရဖို့ရှိနေပါတယ်။လက်ရှိအမှတ်ပေးစရာဒုတိယနေရာက Manchester City ကိုရမှတ်9မှတ်ဖြတ်ထားတယ်ဆိုပေမဲ့ရာသီပြီးဆုံးဖို့ကပွဲစဉ်တွေအများကြီးကျန်နေပါသေးတယ်။ဒါကြောင့်စိတ်အေးလက်အေးနဲ့ဥဆောင်ထားတာလို့ပြောလို့မရပါဘူး။တကယ်လို့ဒီပွဲစဉ်ကိုသာအာဆင်နယ်ကရမှတ်ထပ်ပြီးတော့ဆုံးရှုံးခဲ့မယ်ဆိုရင်ပြိုင်ဘက်တွေရဲ့အနီးကပ်ဖိအားပေးမှုကိုခံရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်ကအာဆင်နယ်အတွက်အရန်ကိုအရေးကြီးပါတယ်။ Brentford ကဒီယာဒီအိမ်ကွင်းပွဲစဉ်တွေမှာရလက်ကောင်းတွေရယူထားနိုင်ပေမဲ့အဝေးကွင်းပွဲစဉ်တွေမှာတော့ခြေစွမ်းကညံ့ဖျင်းနေပါတယ်။အဝေးကွင်းပွဲစဉ်6ပွဲကစားပြီးတော့ဝဟန်တသင်းတဲ့ကိုပဲအနိုင်ရထားတာကြောင့်အဝေးကွင်းပွဲစဉ်တွေကနေရမှတ်3မှတ်ပဲစုဆောင်းထားနိုင်တာပါဒီပွဲစဉ်မှာအာဆင်နယ်အဓိကသတိထားရမှာကဒီယာဒီမှာဂိုးမျိုးပြီးရှေ့စွမ်းပြနေတဲ့ Brentford တိုက်စစ်မှုတီယာဂိုပါဒီဘရာဇီးသားဟာဒီယာဒီ Premier League မှာတွင်းကို17ဂိုးထိသွင်းယူထားတာပါအာဆင်နယ်ကတော့ဒီယာဒီမှာအိမ်ကွင်းရောအဝေးကွင်းမှာပါရလက်ကောင်းတွေရယူထားပါတယ်အိမ်ကွင်းမှာရှုံးပွဲလုံးဝမရှိသေးသလို Manchester City ကိုတည်ကြတာကလွှဲရင်ကြံပွဲစဉ်အားလုံးကိုအနိုင်ရထားတာပါအာဆင်နယ်ဟာအဖက်ဖက်ကပြည့်စုံနေတဲ့အသင်းလို့ဆိုနိုင်ပေမဲ့နောက်ခံလူဂါဘရီယယ်ဒန်ယာပြဿနာရှိနေတာကြောင့်နောက်တက်မှာတော့အနှဲငယ်အားနည်းနေပါတယ်ဆာလီဘတ်သာဒန်ယာပြဿနာရှိသွားရင်တော့အာဆင်နယ်ရဲ့ခံစစ်ကအရင်ကားလောက်ကြစ်လက်မှုရှိမှာမဟုတ်တော့ပါဘူးတိုးတော်လည်းတသင်းလုံးကအကောင်းဆုံးစွမ်းဆောင်ရည်မှာရှိနေတာကြောင့်ဒီပွဲကိုလည်းအာဆင်နယ်ကအမားယုံခံမယ်လို့တော့မထင်ပါဘူးနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းကိုကြည့်ရင်လည်းနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု10ချိန်မှာ Brentford ဟာ2022ကရစ်ကြီးပွဲစဉ်တပွဲကိုပဲအနိုင်ရထားဖူးပါတယ်။အာဆင်နယ်ကတော့9ကြိမ်နိုင်ပြီး2ကြိမ်တည်ကြထားပါတယ်။ထိပ်တိုက်တွေ့ဆုံမှုရလက်အရဆိုရင်လည်းအာဆင်နယ်ဟာ Brentford ကိုအပြတ်တက်သာစည်းရနေတာတွေ့ရမှာပါ။ဒါကြောင့်ဒီတစ်ပတ်မှာတော့အာဆင်နယ်ဟာ Brentford ကိုအနိုင်ရတာကလွှဲရင်ကြံတဲ့ရလက်မျိုးကျွန်တော်မတွေ့မိပါဘူး။ဒီသုံးသက်ချက်ကိုကြည့်ရှုပေးတဲ့မိတ်ဆွေတွေအားလုံးကျမ်းမာဘေးကင်းကြပါစေခင်ဗျာ။